ညီကိုကဟိုဘယ်လိုပြောမလဲအရင်ကွာတယ်အသက်ကွာတယ်ဆိုပေမဲ့အသက်ကွာလို့လည်းနေမှာပါချစ်ပါတယ်တော်တော်လေးချစ်ပါတယ်သူလည်းချစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဆိုအဲ့လိုငယ်တော့အဲ့လိုဟိုမုတ်တွေပါတယ်အဲ့လိုလေလာတောင်းတာတွေပါတယ်တိတ်မကြွေးဘူးပြန်မကြွေးကြွေးတော့ကြွေးတယ်အဲ့လိုတက်ရတခုရောက်တယ် तू ကအဲ့ခလေးလေးတွေကအဲ့လိုဘာဖြစ်ဖြစ်ဟိုသူ့အမေသူ့အဖေသူ့အကိုဆိုအကုန်လုံးကြွေးတယ်အဲ့လိုတခုဆိုလဲအဲ့လိုအမြဲပေးတယ်အဲ့လိုဟိုပြီးအဲ့လိုခလေးဟုတ်တယ်ခလေးငငယ်လေးတွေကအဲ့လိုမျိုးတခုစားရင်လေသူ့ကြည့်လိုက်တာလေသူအဲ့လိုလာပြီးကြွေးအဲ့လိုအခုထိအဲ့ဒါအခုထိပြီးတော့ဟိုအရင်လည်းတက်တယ်ငယ်ငယ်လေးကတက်တာအခုထိချစ်ပါတယ်ဟုတ်အဲ့ပါလေဘာဖရဲဟုတ်ပါဘူးခက်တက်တီဟမ်ဝမ်းသာတာပေါ့ဒီလိုမျိုးပေါ့ငယ်ငယ်လေးတွေကဒီလိုမျိုးကောင်းတဲ့အကျင့်အနေနဲ့ဟိုဖြစ်လာတော့သူကြီးလာရင်လည်းထပ်ပြီးတော့ဝမ်းသာစရာဖြစ်ဟိုပိုကောင်းတဲ့လူတယောက်ဖြစ်လာဟုတ်အဲ့လိုတော့မရှိပါဘူးဘလို့ဒီတိုင်းဟိုလူဆိုတာတယောက်နဲ့တယောက်ဝါသနာမတူလို့ဖြစ်ချင်တာလည်းမတူရဘူးကိုတကယ်ဝါသနာပါတဲ့ကိစ္စတွေလုံးဝဒါဟိုပျော်တဲ့အလုပ်လုံးမှအဆင်ပြေပါလေရေရှည်ရအဲ့တော့ तू အဆင်ပြေတဲ့အလုပ်ကို तू ပျော်တဲ့အရာကိုဟိုလုပ်ပေးဖို့စင်တယ်ပါသူနဲ့တော့ခလေးရခလေးနဲ့တော့ခလေးဆန်နေအောင်ပါအဲ့လိုမျိုးဟိုအရင်လဲလူကြီးစံကြီး तू ပြောဆုံးမစရာလည်းမလိုနေဘူးပေါ့နော်အရင်လဲတခါလေးတော့ပြောတာရှိပါရှားပါတယ်အရင်ရှားပါတယ်လိမ့်ပါပါလုံးလေးတဲ့တိုင်းဟာဖြစ်လာမယ့်ချီလာဆက်ရှောင်းရင်လည်းဗဒနေမမင်းရမယ်အချိန်ကိုကြိုးရှိနဲ့တုံးချချင်သူဒီဖို့ဒီမှာပူလိုက် cherry လူကြီးပါလူကြီးဆိုတာဒီထဲမှာပေါ့နော်ကျွန်တော်ကရင်မင်းမေဦးရဲ့အကိုပေါ့အဲ့ဒါပေမဲ့ခုနကတော့အမကြီးလည်းအဲ့လိုပဲအဲ့လိုဖြစ်သွားတာအကိုကျွန်တော်လည်းအဲ့လိုဖြစ်သွားတာဟမ်လိုအထဲမှာကြီးပါတယ်မရင့်တော့ပါဘူးဒီတိုင်းပဲအဲ့လိုပဲအသက်ကြီးပြီးနှုတ်နေရတယ်လည်းရှိပါတယ်ကျွန်တော်လည်းအဲ့လိုလင်းကားနဲ့ငယ်လူရင်းနဲ့ဒီလိုပဲရွယ်လူပေါင်းပါအဲ့ဒါကြောင့်ဘလို့ကခုနကမှတွေ့ရဆိုဘာမှပြောဒါပေမဲ့ तू ကအဲ့လိုပေါ့အသက်ကြီးတယ်ဆိုပေမဲ့ character ကတော့နည်းနည်းအဲ့လိုမျိုးလူကြီးမဆန်တဲ့ character တမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်လည်းဟိုဖြစ်တာဒီပေါ့အကုန်လုံးကအခုတယောက်မှမစုံဘူးကိုရဲမွန်တို့ကိုတောင်းဝေတို့နဲ့တော့စုံမှုပါတယ်ဒီထဲကဒီလူငယ်ထဲမှာတော့ကျွန်တော်တယောက်မှမစုံဘူးပေါ့နော်အဲ့တော့ရင်ခုန်ပါတယ်လှုပ်ရမှာဖြစ်တဲ့အတွက်ပြီးတော့ကိုဖြူဖြူနိုင်နဲ့ရမှာဖြစ်တဲ့အတွက်လဲဝန်သားပါတယ်ရင်ခုန်ပါတယ်ဟုတ်ကြည်ဘူးတယ်တော်တော်များသဘောကျရတဲ့ကားလေးလည်းရှိတယ်အများကြီးပဲဟုတ်ဒီမှာတော့မလောင်ရပါဘူးမလောင်အများကြီးတော့မလောင်ပါဘူး2025ကတော့ဒီပေါ့ထူးခြားတဲ့နှစ်တစ်နှစ်ထဲမှာတော့ပါတယ်ပေါ့နော်ကျွန်တော်တို့အရှိပိုင်းမှာကပို့ပါဗီဒီယိုလေးတွေရိုက်တယ်ပြီးတော့တကယ်တမ်းဟိုဘယ်လိုပြောမလဲsolution series တွေရိုက်တယ်ဆိုရင်လည်းဒီအရင်drama series ဖြစ်နေအောင်မှပေါ်ပါစင်းနေနဲ့တွဲဖက်ပြီးတရုပ်ဆောင်ရတာများတယ်ပေါ့နော်ဒါပေမဲ့ဒီနှစ်ထဲမှာတော့လုံးဝဒီကိုထုံးနဲ့ရိုက်ထားတဲ့ပျောက်ဆုံးခြင်းနောက်ကွယ်ကလုံးဝဟိုဘယ်လိုပြောမလဲတကားလုံးမှာ serious ဖြစ်တဲ့ကားပြီးတော့ character ကလည်းတကယ်တာဝန်ကြီးတဲ့ character တကူအဲ့ကားလေးထွက်တော့သွားတဲ့အတွက်ဒါကထူးခြားတဲ့နှစ်လေးတစ်နှစ်ဖြစ်ပါတယ်ဟုတ်ဒီနောက်နေ့မှာတော့ဒီမေ31လေးနဲ့ကူပါမယ်အဲ့ဒါကပြောထားတာလေးတော့ရှိပါတယ်ခင်ဗျာအဲ့ဒါတော့စောင့်ကြည့်ရမှာပေါ့ဆက်ပြီးတော့ဟုတ်character ကပေါ့နော်ဘယ်လိုပြောမလဲcharacter ပေါ်မှာအရင်ကြီးများတယ်လို့တော့မရှိပါဘူးဟို character တစ်ခုဖြစ်တယ်ဆိုရင်လက်ခံပြတာများပါတယ်ခင်ဗျာဟုတ်ဒါပါပဲဟုတ်ဘေးရတင်ဘယ်ရတင်တယ်မလဲမသိဘူးကြာတွေ့လို့လားအော်ဘယ်လိုပြောမလဲအိုးဒါကတော့အမေရလို့တော့မဟုတ်ဘူးเนาะအမေရောအဖေရောနှစ်ယောက်စလုံးက supporting အပြည့်ပေးပါတယ်လို့သမ ्या ပေါ့เนาะဒီဖြစ်တဲ့တောက်လျှောက်မှာဖေရောအမေရောဒါသူတို့ကတော့ထိတ်ဆုံးပေါ့ပြီးတော့အနားမှာရှိတဲ့သူတော်တော်များများကလည်း
ကျွန်တော်တငယ်ချင်းပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဗီဒီယိုရိုက်တဲ့ production တွေက team တွေကလူတွေဖြစ်ဖြစ်တော်တော်များsupporting ပေးကြပါတယ်အခုလိုပေးတဲ့တငယ်ချင်းအကုန်လုံးလည်းဒီ team ကလူတွေရောကျေးဇူးအများကြီးတင်ပါတယ်အဖေနဲ့မေလည်းကျေးဇူးတင်ပါတယ်ညီကိုကဟိုဘယ်လိုပြောမလဲအရင်ကွာတယ်အသက်ကွာတယ်ဆိုပေမဲ့အသက်ကွာလို့လည်းနေမှာပါချစ်ပါတယ်တော်တော်လေးချစ်ပါတယ်သူလည်းချစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဆိုအဲ့လိုငယ်တော့အဲ့လိုမုတ်တွေပါတယ်အဲ့လိုလေလာတောင်းတာတွေပါတယ်တိတ်မကြွေးဘူးပြန်မကြွေးကြွေးတော့ကြွေးတယ်အဲ့လိုတက်ရတခုရောက်တယ် तू ကအဲ့ခလေးလေးတွေအဲ့လိုဘာဖြစ်ဖြစ်ဟိုသူ့အမေသူ့အဖေသူ့အကိုဆိုအကုန်လုံးကြွေးတယ်အဲ့လိုတခုဆိုလဲအဲ့လိုအမြဲပေးတယ်အဲ့လိုဟိုပြီးအဲ့လိုခလေးတဲ့ခလေးငငယ်လေးတွေကအဲ့လိုမျိုးတခုစားရင်လေသူ့ကြည့်လိုက်တာလေ तू အဲ့လိုလာပြီးကြွေးအဲ့လိုအခုထိအဲ့ဒါအခုထိပြီးတော့ဟိုအရင်လည်းတက်တယ်ငယ်ငယ်လေးကတက်တာအခုထိချစ်ပါတယ်ဟုတ်အဲ့ပါလေဖခင်ဟုတ်ပါဘူးခဏတီးဟမ်ဝမ်းသာတာပေါ့ဒီလိုမျိုးပေါ့ငယ်ငယ်လေးတွေကဒီလိုမျိုးကောင်းတဲ့အကျင့်အနေနဲ့ဟိုဖြစ်လာတော့သူကြီးလာရင်လည်းထပ်ပြီးတော့ဝမ်းသာကြရတယ်ဟိုပိုကောင်းတဲ့လူတယောက်ဖြစ်လာဟုတ်အဲ့လိုတော့မရှိပါဘူးဘလို့ဒီတိုင်းဟိုလူဆိုတာတယောက်နဲ့တယောက်ဝါသနာမတူလို့ဖြစ်ချင်တာလည်းမတူရဘူးကိုတကယ်ဝါသနာပါတဲ့ကိစ္စတွေလုံးဝဒါဟိုပျော်တဲ့အလုပ်လုံးမှအဆင်ပြေပါလေရေရှည်ရအဲ့တော့ तू အဆင်ပြေတဲ့အလုပ်ကို तू ပျော်တဲ့အရာကိုဟိုလုပ်ပေးဖို့စင်တယ်သူနဲ့တော့ခလေးရခလေးနဲ့တော့ခလေးဆန်နေအောင်ပါအဲ့လိုမျိုးဟိုအရင်လဲလူကြီးစံကြီး तू ပြောဆုံးမစရာလည်းမလိုနေဘူးပေါ့နော်အရင်လဲတခါလေးတော့ပြောတာရှိပါရှားပါတယ်အရင်ရှားပါတယ်လိမ့်ပါပါတယ်ဟောနိုင်သွားတာတည်ကြတော့ဝဲရှိသေးတယ်တဲ့တည်ကြတော့ဝဲရှိတယ်အဲ့တည်ကြတဲ့နေ့ကတည်ကြပဲမထင်ဘူးဗျာဒါပေမဲ့ကြာသွားအဲ့တော့တိတ်တော့စီမကောင်းပြေတိတ်မကြည့်ဘူးကျွန်တော်ကဘယ်လိုပြောမလဲစိတ်ထဲမှာအဲ့လိုမျိုးဘောလုံးသိမ့်မကြည့်ဘူးကျွန်တော်ဘောလုံးသိမ့်မကြည့်ဒါပေမဲ့concept တစ်ခုကရှိနေအဲ့လိုမန်ယူပွဲဆိုရင်ဟိုဘယ်လိုပြော percent တော်တော်များမန်ယူရှုံးတယ်လို့ကျွန်တော်တို့ကယုံကြည်တာပေါ့နော်အဲ့တော့နိုင်အောင်တည်လို့ဆိုထူးဆန်းနေတာကျွန်တော်တို့ကသိရပါဒါပေမဲ့ဟိုလိုမျိုးကြီးမုန်းတီးနေတာမဟုတ်ဘူးဒီတိုင်းပဲအဲ့လိုပြောင်းရင်တော့ရပဲဒါပေမဲ့ဒီသင်းကိုကြိုက်တာကြိုက်ပါတယ်ဘာလို့ဆိုငငယ်လေးကအဲ့သင်းမတည်တာအဲ့သင်းတို့ real metric တို့ဘာလို့အမေ father ကြီးတို့ပြောရတာကျွန်တော်တို့အဲ့ကဟိုဟာတိတ်မကြည့်ပြဘူးဘောပွဲနောက်ပိုင်းတော့တိလာပြီတဖြည်းဖြည်းနဲ့အဲ့လိုမျိုးဟုတ်တကယ်ကြီးနေပါရောကိုထုံးတော့ကြည့်ရောလေဟုတ်ပြောစရာကြီးသူတို့ကြည့်ပြောစရာကြီးလို့နှစ်ယောက်တွေ့အရင်အဲ့အတင်းနေပြောလေးဘေးကထိုင်ကြီးတွေကလည်းကိုကဘာမှမသိတယ်အဲ့ဒါတော့ကျွန်တော်တို့လည်းမတွေ့မှတွေ့ရင်တော့ရည်ရမှာလို့မတွေ့ပြဘူးဟိုအဲ့လိုတော့မရှိပါဘူးဟိုကျွန်တော်ကလည်းအများနဲ့လုံနေတာမဟုတ်ပါဘူးကျွန်တော်ဟိုတစ်ခေါက်သွေးမြစ်တုန်းကပဲကျွန်တော်ဒီဟိုလိုမျိုးကြီးအဲ့လိုအများကြီးအဲ့လိုကြီးလုံနေတာမဟုတ်ပါဘူးလို့မျိုးရှုံးတိုင်းစတိသက်တွေဘိုက်တွေတက်တယ်လို့မဟုတ်ပါဘူးဗျအဲ့လိုရှိမန်ယူနိုင်မှာမလားမန်ယူno man you မနိုင်ဘူးအိမ်နာဖြစ်ပြီးတော့ဘယ်တော့မှဟိုမဖြစ်ကြော်ကြီးလည်းမန်ယူဖန်မယ်ကြော်ကြီးနိုင်မယ်ထဲလား မန်ယူကမင်းစောက်ဘောမှမဟုတ်တာဟာလားခွန်း โอเค ပြန်လာပြီ โอเค စောက်လို့မပါဘူးကွာငါလုံးမှာ ဘယ်လိုလဲအဲ့ခင်မရတယ်မင်းဟောအဲ့တုန်းကတော့အများကြီးပါပဲအများကြီးပဲဟိုလိုမျိုးအရင်တော့တစ်ခေါက်ရိုက်ထားသေးတယ်အဲ့တုန်းကကျော်ကြီးကအဘောဝဲကြီးမန်ယူနဲ့ဘာနဲ့တော့မှတ်မိတော့အမှကျွန်တော်ကဗီဒီယိုရိုက်တာ1Z မှာလားမသိဘူးမန်ယူ1Z မှာကျွန်တော် selfie လေးရိုက်တယ်တားကြီးလို့ဘယ်လိုလဲလို့နိုင်မထင်တာဟာပြန်လာပြီဖြစ်တယ်ကျွန်တော်ခဏစောင့်လိုက်တယ်ဝဲကြည့် reset ကြည့်လိုက်တယ်ရှုံးတယ်ပြန်ရိုက်တယ်ဘယ်လိုလဲအဲ့တခုရှိရရင်တော့ကျန်းလာထင်တာပဲကျွန်တော်လည်းကြားဘူးတော့ပြောတာအကုန်လုံးတော့မသိဘူးပွဲတိုင်းတော့မဟုတ်ပါဘူးအဲ့လိုအများစုကိုအဲ့လိုအရင်ကအတွေးပါအဲ့လိုအဲ့တူရဖေရှားတော့မယ်ထင်တယ်အခုကမထင်သူတို့ white နေဘုံလုံးဝဲတော့မကြည့်ပြအားကစား
ကြည့်ဖြစ်တာရှာလှုပ်ဖြစ်တာပဲများကစားတော့အရင်လှုပ်ဖြစ်တာကြက်တောင်ရဲ့အချင်းစော့ထားပါပဲအခုမှရိုက်တာအခုမှရိုက်ဖြစ်နေတာဟုတ်ကဲ့ဒီမီ31မှာပေါ့နော်ထူးခြားတဲ့ career လေးတစ်ခုနဲ့ပါဝင်ပါမယ်အားလုံးကိုလည်းစောင့်ကြည့်ပေးဖို့အတွက်ပြောချင်ပါတယ်ကြိုးစားပါမယ်ကျေးဇူးပါ